hello ကျွန်တော်ဒီကနေ့ပြောမစားဇုံကြည်တူနော်ယေရှုဖျားဇုံကြည်တူဖဖျားဇုံကြည်တူဝိညာဉ်တော်ဖျားဇုံကြည်တူအဲ့ဒါမှဇုံကြည်လို့ခေါ်တယ်အဖားလည်းမခံတာတော့လည်းမခံဝိညာဉ်တော်လည်းမခံပြင်အဲ့ဒါဇုံကြည်တူမဟုတ်အတူနော်နံပါတ်1အဲ့ဒါကျွန်တော်ပြမယ်သူတို့မှာ3ယောက်ရှိတယ်နော်ခါနကိုရှိတယ်ကျွန်တော်ပြမယ်ခုကဘာဦးကျန်ခန်းကြီးဆက်စစ်ခိုင်းရတဲ့ကနေ20ဖတ်ကြလိုက်3ယောက်ဖဖျားတာတော်ဖျားဝိညာဉ်တော်ဖျားသူတို့3ယောက်အနွားတကောင်စားတယ်သူတို့3ယောက်ကိုအဗြဟမအနွားတကောင်ကိုကျွေးတယ်ကောင်းဖတ်လိုက်နော် Genesis chapter 18 verse 1 to 20 3ယောက်နံပါတ်1 3ယောက်ရှိတဲ့နေရာကျွန်တော်ပြမယ်စမတဲ့ခန်းကြီး3ခန်းငယ်15ခန်းနေ7ခွန်3ယောက်ယေရှုဖျားကိုနိစ်ချင်းခံတယ်ဖဖျားဂေါကရန်နေစကားပြောတယ်ဝိညာဉ်တော်ဖျားယေရှုဖျားဝိညာဉ်တော်ဖျားကိုယေရှုဖျားပခုံးမှာထိုင်တယ်မထား3ယောက်နော်နောက်ကျတော့အရှင်ယောဟန်ခန်းကြီး14ခန်းငယ်15ကနေ24ဖတ်ကြလိုက်3ယောက်ယေရှုဖျားပြောတယ်ငါပြောတဲ့စကားခင်ဗျနင်းငေါ့ချစ်လားချစ်တယ်ဆိုရင်ငါပြောတဲ့စကားနားထောင်ဝိညာဉ်တော်ဖျားကိုခင်ဗျတို့လက်ခံဒါဆိုလို့ရှင်ကျွန်တော်နဲ့ကျွန်တော်အဖေခင်ဗျတို့ရှင်မှာကျွန်တော်လာလဲမယ်ယေရှုပြောတာ3ယောက်ကောင်းဖတ်လိုက်နော် John chapter 14 verse 15 to 24 Matthew chapter 3 verse 15 to 17 3ယောက်မထားကျွန်တော်ဗမာစကားခင်ဗျတို့သိနားမလဲမှာဆိုလို့အင်္ဂလိပ်လိုကောင်းပြောတတ်တာလည်းမဟုတ်ဘူးဒါပေမဲ့မကြုတ်ပါဘူးကျန်းစာနဲ့ပတ်သက်ပြောတာပါကျန်တာမဟုတ်ဘူးကျန်းစာနဲ့ပတ်သက်ဖျားနဲ့ပတ်သက်ဆိုလို့ရှိရင်အင်္ဂလိပ်စကားကျွန်တော်မကြုတ်ပါဘူးဗမာစကားလည်းမကြုတ်ပါဘူးဇုံမီစကားလည်းမကြုတ်ပါဘူးမိဇုံစကားလည်းမကြုတ်ပါဘူးကိုကီစကားလည်းမကြုတ်ပါဘူးလိုင်မီစကားလည်းမကြုတ်ပါဘူးကျွန်တော်ဘလိုက်ပြောတာမဟုတ်ကျန်းစာနဲ့ပတ်သက်ဆိုလို့ရှိရင်ကျွန်တော်မကြုတ်ဘူးဘယ်လူသားမှမကြုတ်ဘူးအမှန်တည်းပြောတာသူမျိုးအထင်မကြီးနဲ့ထင်တီးဆယ်လည်းမလို့ထင်ကြီးဆယ်လည်းဘာဒေါက်တာရဲ့ PhD ဘာမာစတာဘာရဲမကြုတ်နဲ့တရားမှာ99စာခိုင်တော့ကခွေးတောင်စားတယ်ပဲကျွန်တော်မှတိုက်ပြောတာကျွန်တော်တိလို့ပြောတာလက်မခံတဲ့လူကျွန်တော်လည်းစကားပြောကြလိုက်3မိနစ်ပဲ तू ဘာလူမျိုးလဲစာတန်လူမျိုးလားဖဖျားလူမျိုးလားဆိုတာလူတွေတောင်ကျွန်တော်ရှင်းပြမယ်နော်အခုမို့တော်ဆောနာမင်ခန်မှာ3ယောက်ရှိတယ်3ဖွဲ့ရှိတယ်ကျွန်တော်ပြက်မယ်ခုနော်မထားလိုက်ခင်ဗျာလက်ရှိခင်ဗျာဆရာခင်ဗျာကိုယ်ရဆရာဖြစ်တယ်လားခင်ဗျာဘာဆရာလဲခွေးဆရာလားလာဒါဆရာလားငါပြင်းဆရာလားဒမြဆရာလားအမန်ကန်ဆရာလားအခုခင်ဗျာတိမယ်ဖလိုက်နော်ကျဲစာကျွန်တော်ပြက်မယ်စီမတဲ့ခန်းကြီးတဲ့ဆေခန်းရဲ့တိကနေရှစ်မထူးချပ်တဲ့10 verse 1 to 8အမန်ကန်ဖျားယေရှုဖျားဇွေးတဲ့လူဆိုလို့ရှိရင်ဇောက်ချက်ဖြစ်ရမယ်မို့တော့ဆောင်နော်ဇောက်ချက်ဖြစ်ရမယ်နံပါတ်1နံပါတ်2မှာတကူရှိရမယ်ခင်ဗျမှာတကူရှိလားမင်္ဂလိမို့တော့ဆောင်ဆိုတာဘယ်ကျန်းစာမှမရှိဘူးကပ္ပဦးကျန်းကနေဘီရဲချီအကုန်လုံးဖတ်ကြလိုက်မင်္ဂလိမို့တော့ဆောင်မရှိဘူးမင်္ဂလိပါစတာဆိုတာမရှိပါဘူးတဲဥဆက်မရှိဘူးတဲလူကြည့်မရှိဘူးတူလေးပြောမယ်ဘယ်နာမှမခိုက်ဘူးဆာရာအသူ့ယောက်ျားနောက်လိုက်တယ်မယ်ရီကခလေးထင်းတယ်မို့တော့ဆောင်တော့မခေါ်ပါဘူးကောင်းမထားတဲဥဆက်မဟုတ်ဘူးတဲလူကြည့်မဟုတ်ဘူးပေါ်ဖက်လည်းမဟုတ်ဘူးကျန်းစာထဲမှာပေါ်ဖက်မဆိုတာနာမည်လောက်ပဲရှိတာတကယ်ဒီကောင်မဒီလူလုတ်ခဲ့တယ်ဒါမျိုးတွေလုတ်တယ်ဆိုပြီးတော့ကျန်းစာထဲမှာတိကျသူတို့လုတ်တာမရှိပါဘူးပြောဆိုလို့တာတခါသုံးတာပဲရှိတယ်မင်္ဂလိပေါ်ဖက်မဆိုပြီးတော့စာအုပ်နဲ့ရေးပြီးတော့ဒီကောင်မဖြစ်ပြဒီကောင်းဖတ်ပြီးတော့ဒါနဲ့တက်ရှိတဲ့လူလေဒါမျိုးတွေလည်းဖျားလို့မဟုတ်စာတန်လို့ခွေးလို့ကျွန်တော်မှတက်ပြမယ်ကျန်းစာထဲမှာမင်္ဂလိပေါ်ဖက်မစာအုပ်ဆိုတာမရှိဘူးကောင်းမထားနော်ကောင်းမထားပေါ်ဖက်မနေရောက်ရှိတယ်အမှန်နေရောက်အမှန်နေရောက်လဲသူတို့ကတခါသုံးတာပဲနောက်တခါ prophet မရှိမှဆိုတာပုံစံမရှိတော့ဘူးပြောဆိုလို့လားနားလဲလား
prophet မှာစာအုပ်ထုတ်ပြီးတော့သူပြောတဲ့အတိုင်းခင်ဗျားတို့တဲတော့တက်ရှင်တယ်ဆိုလို့ရှင်ခင်ဗျားတို့ခွေးတော်စားလို့မျိုးလေကျွန်တော်မှန်တိုင်းပြောတာကျမ်းစာထဲမှာ prophet ဆိုတာယောက်ျားပဲရှိတယ်ကောင်းမထားနော်ဘယ်သူမှဆိုဖျားတန်ကျဲလို့ရတယ်လူမရွေးဘူးဘာသာမရွေးဘူးဒါပေမဲ့ဖျားတကယ်နဲ့တကယ်ခိုင်းတဲ့ prophet ဆိုတာယောက်ျားအဲယောက်ျားနာဘူးမဖြစ်တော့ဘူးပိုက်ဆံလူလင်းလူညာတော့မလို့ရဘူးလူမျိုးခွဲတော့မလို့ရဘူးတကယ်သူ့မှာတကူရှိရမယ်ကျန်းစာကောင်းနားလဲရမယ် prophet နာမည်ခံပြတဲ့ကျန်းစာနားမလဲလို့ခွေးတော်စားတယ်ကောင်းမထားကျွန်တော်ပြည့်မယ်ဟုတ်ပြည်သားနဲ့ဇောဟန်တူလေးပြမယ်ဆိုရင်သူတို့ဖျားတုံးတဲ့လူဆိုရင် prophet တဲ့ကောင်းမထားကျွန်တော်ဖျားတုံးတဲ့လူဆိုတာ prophet ဆိုတာဖျားတုံးတဲ့လူတူလေးပြမယ်အဲ့တော့သူတို့ကအရင်တော့ကအကြောင်းမတက်ဘူးကျွန်တော်ပြောဆိုတော့ဖျားတုံးတဲ့လူကကျန်းစာကောင်းနားလဲရမယ်အတိပဲဖျားတုံးတဲ့လူကကျန်းစာနားမလဲလို့ဆိုရင်ဘယ်သူနားလဲမှာလဲကောင်းမထားနော်အခုချိန်မှာကျွန်တော်ချစ်လို့ပြောတာကောင်းဆက်ပလိုက်မယ်ဖျားတုံးတဲ့လူနာမည်ခံဖျားတန်ကျဲတဲ့ဆိုပြီးတော့ကျန်းစာလည်းနားမလဲဘူးကျန်းစာလည်းအစာမငတ်ဘူးခွေးတွေပဲတမန်တော်ခန်းကျလေးခန်းငယ်73မှာရှင်ဇောနဲ့ပေါလုက no ရှင်ဇောနဲ့ပီတာသူတို့ကအမွေးကလေးအကြောင်းမတက်ဘူးနံပါတ်1ဒါပေမဲ့သူတို့မှာဖျားဇွီကောက်တဲ့ချိန်မှာတကူရှိတဲ့ဖျားတန်ကျဲတဲ့ကျန်းစာကောင်းနားလဲတယ်သူတို့ကိုယ်တိုင်ကျန်းစာပြန်ကြည့်တယ်မထားနော် Acts chapter 4 verse 13မှာသူတို့မှာဒီလောကပညာဆိုတာတခါမှမရှိဘူးဖျားလူကိုခေါ်တဲ့ချိန်မှာကြောင်းတက်ပါဆိုပြီးတော့တခါမှမခေါ်ပါဘူးခင်ဗျကြောင်းမတက်ဘူးစာမတက်ဘူးဆိုပြီးတော့တခါမှမရှိဘူးဖျားခေါ်တာတကူဆောင်ပါတကူရအပြည့်နဲ့အပိုင်မိုင်းမှုတော့ဆောင်ပါတကူဆိုတာနတ်ဆုမောက်ထုတ်အနာငင်းဖျားတန်ကျက်ဂျာရီပြောတာအဲ့တော့လီတနာနဲ့ခွေးတော်စားနဲ့နော်အဲ့တော့တမန်တော်ခန်းကြီးတစ်ခိုင်းငယ်လေးကနေရှစ်တကူဆောင်ပါရှင်လုကာခန်းကြီး24ခိုင်းငယ်49တကူဆောင်ပါရှင်မကုခန်းကြီး16ခိုင်းငယ်16ကနေ19တကူရှိရမယ်ဇုံကြည်တူမန်ကန်နတ်ဆုမောက်ထုတ်မယ်လူနာဆုတောင်းပြီးလို့ရှင်အနာငင်းမယ်အော်လန်ပညာထက်လန်ပညာတို့မနိုင်ဘူးတားမှန်တယ်လေကြည့်လိုက်မိုးဆက်စင်အာရွန်အော်လန်ပညာထက်လန်ပညာနဲ့ပြေတာမနိုင်ဘူးမိုးဆက်စင်အာရွန်နိုင်တယ်ခင်ဗျဘယ်သူလဲခွေးကောင်မထားနမနဲ့မအလီဆေအော်လန်ပညာထက်လန်ပညာမောပညာတက်ကက်တော်ရလို့လောကတော်ရလို့နဲ့ပြေတယ်သူတို့455ရာပေါ့အောင်စဲအဲ့တော့အလီသူတဲ့ဟဲ့အလီလည်းကြောင်းမတက်ဘူးလောကပညာဘာမှမရှိဘူးဂျမ်ဇာကိုခန်းကျင်ကခန်းငယ်ဆက်ခွန်မှာဖတ်ကြလိုက်သူကလောကပညာမရှိဘူးဇမ်ချပ်5 verse 17မှာသူကြောင်းမတက်ဘူးအဲ့ဒါပေမဲ့သူလျင်လည်းမလိုပါဘူးခေါင်းငယ်တက်လို့ရတယ်မထားတကူဘယ်လိုရှိလဲဆိုတာခင်မနားလဲလိုက်အော်လန်ပညာထက်လန်ပညာမောပညာတွေအကြောင်း90တော့နဲ့သူပြိုင်တာသူအကုန်လုံးနိုင်သွားတယ်မထားနောက်တော့ပြည်သားလေးတိလိုက်ဘယ်တော့တကူရှိလဲကြောင်းမတက်ဘူးသူကဘယ်တော့တကူရှိလဲဖတ်ဘူးလားနားလဲလားဆီယနာမန်ခါနေလို့ကျွန်တော်ပြောတာမင်းတကူမရှိလို့ဆိုခွေးလို့ခေါ်တယ်နံပါတ်နံပါတ်2မှာလက်ဓာတ်လို့ခေါ်တယ်ငါပြင်းလို့ခေါ်တယ်ကျန်းစာကျွန်တော်ပြောမယ်နော်ကျွန်တော်ပြောတာမှကျန်းစာခွေးလက်ဓာတ်ငါပြင်းတီတူစ်ခန်းချစ်ခိုင်းငယ်ငါကနေစလီဖတ်တိလိုက်ဒီကောင်တဲ့ခွေးနဲ့တူတယ်အတရောင်းစားနဲ့တူတယ်လို့ပြောတယ်နံပါတ်2မှာနီကိုခန်းချစ်ခိုင်းငယ်စနစ်ကနေဆန်းအတူရီယာပိုက်ဆန်ကြဖို့ပဲဟောကြတယ်မထားလိုက်အတူရီယာပြောတယ်နော်အတူရီယာအဲ့တော့စင်မတက်ခန်းစစ်30ခိုင်းငယ်8မှာမထူး chapter 10 verse 8မှာငါပြီးထားတဲ့တကူကပိုက်ဆန်ကြဖို့မဟောနဲ့သူမြတ်ပြီးဖို့လည်းမဟောနဲ့ရောင်းလည်းမရောင်းနဲ့ဝဲလည်းမဝဲနဲ့ပြောဆိုလို့လားငါပြေးတာအလကာခင်မြတ်တုံးတဲ့ချိန်မှာအလကာတုံးပါမကောင်းမထားကျွန်တော်လူနာမင်းဒီကနေ့မပြောတော့ဘူးမျိုးစစ်ကျဲပါဆုံးကြည်ချင်းနဲ့လမ်းချောပါဆိုပြတဲ့အလူငွေထဲ့ဖို့ကောက်ဖို့ဟောတယ်လို့အကောင်လုံးခွေးတောင်စားကျုပ်လူမျိုးတွေတီဆွတ်တီပြတော့ငဲပြေတော့ကြမှာဒါမျိုးကောင်းတယ်ကောင်းမထားမကြုံမစင်းနဲ့ကောင်းမထားဘာဘဲကောင်းမဆိုးမထားကြနော်ဒီကောင်တွေကအရင်တော့ကဖျားတောင်းတဲ့လူဖြစ်ကောင်းဖြစ်လိုက်မယ်ဒါပေမဲ့အခုဒီချိန်မှာသူအစားတာခွေးဖြစ်သွားပြီဒါကြောင့်မို့သူတို့ကဟောရဲတာ
အဆက်ကိုပြသူတို့စားရတယ်တိလားမထားလူနာတော့ငါပြောနေခင်မြက်ဖျားလားထဲပါဆိုပြီးတော့ပြီးပါဆိုပြီးပြောတာခင်မြက်လက်ထဲမှာပြေးခိုင်းတယ်ခင်မြက်စားတယ်ခင်မြက်စားတာလေဟူမဆူမဟူစီရတာဟူမင်းပါမဲ့တော့ကူနေပါငါလည်းတော့ကူနေမယ်ဆိုလို့စတဲ့ဒါမှန်တယ်ထဲပါဇလုံးကြီးနဲ့ဘာနဲ့ခံထားပြီးခင်မြက်တို့တော့ကောက်ပြီးတော့စားတာအခွေးဓမြခွေးကောင်းလေတီးစွတ်တယ်မှာမထားနောက်ကျတော့ကောင်းမထားမတုံးဖွေကျွန်တော်တူတူလေးပြောမယ်တကူရှိရမယ်အမှန်ကန်အဲ့တကူရတဲ့စိန်မှာမို့တော့ဆောင်ပါမကြဘဲနဲ့မဆောင်နဲ့နံပါတ်1ဒါပေမဲ့တကူရှိနဲ့တားနဲ့နာဘူးတယ်ပတ်စံစားဖို့ဟောတယ်သူ့မိသားစုလည်းမထင်းနိုင်မထင်းတတ်ဆိုလို့ရှင်ဒါမျိုးတွေအတုအစစ်မဟုတ်ဘူးအတုနော်နောက်ကျတော့တကူဘာမှမရှိဘူးပတ်စံနဲ့ရှုပ်ပြောတယ်အင်္ဂလိပ်dia Latin dia Greek dia Burma China banyak Mizowa India Latina banyak Hebia elu show piao kui kau piro tong ka ba piro era show piao dulu era ngapin kui lo khore kui sia era frasai sura damyo di frasai sura damya di bing tamare je tamare pha gong di mho bu frasai sura တင်းဟုတ်ဆရာတင်းလူချင်းနဲ့ကျောင်းဆရာအကြီးဆုံးတွေဒါပေမဲ့သူတို့မှာဘာတကူမှမရှိဘူးယေရှုဖျားလူပုံစံလောကမှာတက်ရှင်တဲ့စိတ်မှာသူ့မှာတကူရှိတယ်သူအဲ့တကူနဲ့လှုပ်ရှားတဲ့စိတ်မှာသူတို့ကမနာလို့တယ်မထားလိုက်ဖရာဆိုင်ဆိုတာအဓိပ္ပာယ်လူလင်းလူငယ်အတုတွေလို့ခေါ်တယ်မို့တော့ဆောင်ဟုတ်တယ်ဒါပေမဲ့အတုတွေတကူမရှိဘူးကျောင်းတက်ပြီးတော့လို့တာအခုစိတ်မဒီလောကမှာတရားမှာ99ဇာခိုင်နှုန်းကအတုတွေကြောက်တက်တယ်ဒါနဲ့မှုတော့ဆောင်တယ်ဂျန်စာကြောက်တက်ပါပြေလို့ရှိရင်မှုတော့ဆောင်မှာမပြောပါဘူးတကူဆောင်ပါစာတာနဲ့တွေ့ရင်စာတာနဲ့ကြမယ်ပြောဆိုလို့လားအော်လမ်းပြင်ကထက်လမ်းပြင်နဲ့တွေ့လို့ရှိရင်မော်ပြင်နဲ့တွေ့လို့ရှိရင်ခင်ဗျနိုင်မယ်အဲ့တော့ငါလူဆိုတာတကူရှိရမယ်ပြောဆိုလို့လားခင်ဗျဘာတကူရှိတယ်ပတ်စာခိုးဖို့လိန်ဖို့ပဲမဲ့တကူရှိတာမထားနော်အဲ့တော့ကောင်းမထားလူကတင်းကျန်းစာကြိုက်ပြီးတော့တုံးဖွဲ့ရှိတယ်နော်တကူမရှိတဲ့လူကဖရာဆိုင်လူမျိုးတာတမီတွေတကူရှိနေတာနဲ့ပတ်စံစားဖို့ဟောတဲ့လူကလည်းတကက်စာတန်ကောင်းကတမန်လူတွေခိုင်းတာအဲ့ဒါမထားအဲ့ဒါနိကောခန်းချင်းစက်တစ်ခန်းငယ်စနေကနေ15မှာပေါ်တယ်အမန်ကန်ဒီတကူရှိတယ်ပတ်စံစားဖို့မဟောဘူးသူ့ကိုယ်တိုင်အလုပ်လုပ်တယ်သူ့အိမ်မှာတူနေတယ်သူ့မြအိမ်မှာလည်းမနေဘူးဘော်ရာဆောင်မှာလည်းမနေဘူးဘီစဖာရာအိမ်မှာလည်းမနေဘူးပါစတာအိမ်မှာဆိုတာလည်းမရှိပါဘူးအတင်းတော့ပိုက်ဆံနဲ့လည်းအတက်မရှိဘူးသူ့ကိုယ်တိုင်သူလုပ်တယ်သူ့အိမ်မှာတူနေတယ်စင်ပေါ်လို့ပြောတာငါ့ကိုကြည့်ကြပါငါပုံစံတက်ရှင်ပါတစ်ကောခန်းချစ်တဲ့ခန်းငယ်တစ်ဖိလိပ္ပိခန်းချစ်တုံခန်းငယ်ဆက်ခွန်ကနေဆက်ကူမှာနောက်ကျတမန်တော်ခန်းချစ်20ခန်းငယ်34မှာငါလက်နဲ့ငါလုပ်တယ်ငါဆရာငါစားတယ်တမန်တော်ခန်းချစ်28ခန်းငယ်30ကနေ31မှာ Acts chapter 28 verse 30 to 31 Acts chapter 20 verse 34ငါအိမ်မှာငါနေတယ်ဖယားစကားကိုစာငတ်တယ်လို့ငါအိမ်မှာလာ